ဘဂဝတာသာနာတာပတ္တတာရဟတာသမ္မာသမ္ဗုဒ္ဓေနခန္ဓာဝေကသံယုတ်တေပထမနာကုလာပိတုသုတ်တံကာထကာရဘဂိတမေဝတ္ထုသမေကထင်သဗာတိတံဘေကေတုဗန္တေတုတုမာရာဂိရေဘေသကလဝနေမိဂဒါယေနကုလာပိတရံကာပတိအာရဘဘာတိတံနကုလာပိတာဗန္တေကာပတိဘဂဝန္တံဧတရောသအဟာမသမိဗန္တေစိန်သောဝုဒ္ဓောမံလကောအတ္တကတောဝယောအနုပ္ပတောအာတုရကာယောအဘိက္ခနာတင်ကောအနိစ္စတသဝီကောပနာဟံဗန္တေဘဂဝတောမနောဘာဝနိယာနိသဘိက္ခုနံဩဝတတုမံဗန္တေဘဂဝါအနုသတတုမံဗန္တေဘဂဝါတိသတမိန်ဗန္တေဝတ္ထုသမိန်ဧဝမေတံဂါပတိဧဝမေတံဂါပတိအာတုရောဟာယံဂါပတိကာယောအန္တဗုတောပရိယောနတောယောဟိဂါပတိဣမံကာယံပရိယရံတော်မူတံပိအာရောဇံပတိဇာနိယကိမိညတရပါလယံသတ္တမတိဟာတေဂါပတိဧဝံသကိတဗံအာတုရာကာယတမေတတောစိတံနာတုရံဘဝိတတိတိဧဝံဟိတေဂါပတိသကိတဗံတိဧဝံခောဗန္တိဘဂဝတာဘာတိတံဤတော်မူမြင်တော်မူ၍ပူဇော်တုဝကံတော်မူလိုက်သောနေရတာ၅ပါးတရားလုံးစုံကိုအကုန်စင်သိမြင်တော်မူသောဘုန်းတော်ကြောင့်ပါနှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားသခင်သည်ခန္ဓာဝေသံယုံ၌ရှိဥစွာသင်္ဃာနာတင်ထားသောနာကုလာပိတုသောမြည်သောတရားဒေသနာတော်ကိုဘယ်ရဒေသ၌ဘယ်ပုဂ္ဂိုလ်ကိုအကြောင်းပြု၍ဘယ်သို့သောအထုပ္ပတိကြောင့်ဘယ်သို့သောအချင်းရာဖြင့်ဟောကြားတော်မူခဲ့ပါသနည်းငါရှင်ဧကတိုင်